တခါကြီးတခါမကြီးတို့ရှစ်ပညာရှိတွေပြောခဲ့တဲ့စကားလုံးလေးသိကောင်းတယ်ဘယ်စကားလုံးလဲလောကမှာကွာတဲ့ငွေရှိပြီးကြံတာဘာမှမရှိတဲ့ပုဂ္ဂိုလ်နဲ့ဘယ်တော့မှမပေါင်းနဲ့တဲ့ဟောတခါမမယားလောကမှာဗာနဲ့တော့ငွေပဲရှိပြီးကြံတာဘာမှမရှိတဲ့ပုဂ္ဂိုလ်နဲ့ဘယ်တော့မှမပေါင်းနဲ့တဲ့တို့ညီလေးတွေညီမလေးတွေအကိုတွေအမတွေဒါမှတ်ထားဟေ့မှန်လားဟေ့ဘာပဲရှိတာပြောစံကြားတဲ့ပုဂ္ဂိုလ်တိုင်းပြန်ပြောစံဘာပဲရှိတာကြံတာဗာနဲ့တော့ဘာမှမရှိဘူးအကျဉ်းသာတရားမေတ္တာတရားဟင်းစာနာမှုမြတ်သားမှုဒီလိုလူမျိုးနဲ့ဘင်တော့မှမပေါင်းနဲ့တဲ့မှန်လားဟေ့တိုင်းနစ်မန်ဒီငွေပဲအချိန်တိုင်းငွေပဲဒီငွေနောက်ပဲလိုက်ပြီးငွေနဲ့ပဲအရာအလုံးဖြည့်ရှင်ငွေရှိရင်အရာအလုံးပြည့်စုံတယ်လို့ထင်နေတဲ့လူမျိုးတွေတွေးခဲ့ရင်ဘယ်တော့မှမပေါင်းနဲ့တဲ့ဒကာဒကာမမယားတို့ကတန်တရာခยีနာတွေလားတန်တရာခยีသွားတွေလား